ကိုက Fortnite ကိုဆော့မယ်ဆိုရင်တော့ Epic Games Store ကောက်ရဲ့ library မှာဝင်ပြီးတော့ Fortnite ကို download မှာဖြစ်ပါတယ် get ကိုနှိပ်လိုက်ပါပြီးရင်ဒီမှာ click လုပ်ပြီးတော့ place order တင်လိုက်ပါ view in library ကိုနှိပ်ပါဒီမှာဆိုလို့ရှိရင် Fortnite ကိုရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ Fortnite ကိုဖွင့်ပြီးတော့စတင်ဆော့လို့ရပါပြီအခုဆိုရင်တော့ Epic Game ကောက်နဲ့ဖွင့်ထားတဲ့ Fortnite ကောက်လေးတစ်ခုရရှိပြီဖြစ်ပါတယ်ပြီးတဲ့အခါမှာဒီ search bar မှာ yt.myanmar ကိုရိုက်ထည့်လိုက်ပါကျွန်တော်ရဲ့ creator အကောင့်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော် favorite ပေးပြီးတော့အားပေးလို့ရပါတယ်ဒါကတော့ကျွန်တော်လုပ်ထားတဲ့ motor bike နဲ့မြန်မာမုတ်လေးတွေကိုခုံပြန်ကြော်လာလုပ်ရတဲ့ပါကွာ game လေးဖြစ်ပါတယ် slot လုပ်ပြီးတော့ဝင်ရောက်ဆော့ကစားလို့ရပါတယ် single player အနေနဲ့ဆော့လို့ရတယ်လို့ကိုယ့်ရဲ့တငယ်ချင်းဒါမှမဟုတ်ကိုချစ်တဲ့သူနဲ့ 1vs1 ပြိုင်ပြီးတော့လည်း multiplayer အနေနဲ့ဆော့လို့ရပါတယ် game ထဲမှာအရင်ဆုံး NPCC သွားပြီးတော့စကားပြောပြီးတော့ game ကိုစတင်ရမှာဖြစ်ပါတယ်မြန်မာမုတ်တွေအထီးနှံတွေကိုခုံပြန်ကြော်လာပြီးတော့နောက်ဆုံးပန်းနိုင်ကိုရောက်သွားမှာဖြစ်ပါတယ်ဗီဒီယိုအစအဆုံးကြည့်ပြီးတဲ့သူရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်သိချင်တာလေးတွေကိုလည်းဒီ comment box မှာမေးသွားပေးလို့ရပါတယ်ကျွန်တော်ကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့เนาะနောက်ပိုင်းမှာလည်းဒီထက်စိတ်ဝင်စားစရာကောင်းတဲ့ကျွန်တော်လုပ်ထားတဲ့ game လေးတွေကိုလည်းထပ်မိတ်ဆက်ပေးဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်